ရှင်မမျိုးတော့စီတိုင်းမှာကျေးဇူးပါရှင်မင်္ဂလာပါရှင်မမမျိုးတော့စီတိုင်းမှာကျေးဇူးပါတယ်ရှင်မမမဒီမှာအမရဲ့အိမ်မှာလေစတီးဘာသာတကားလုပ်ချင်တာအဲ့ဒါနဲ့အမမေတော့မန္တလေးမှာဒီမန်မျိုးတော့စတီးကတအားနာမည်ကြီးတာတဲ့ဝန်ဆောင်မှုလည်းအရန်ကောင်းတယ်မိသားစုလိုပဲတဲ့ပြီးတော့ဗာလဲပစ္စည်းပို့တဲ့ခါကျလဲပြောတဲ့အတိုင်းကိုအိမ်ငရမ်းကိုပို့ပေးတယ်လည်းပြောတယ်ဟုတ်ကဲ့ရှင်မဟုတ်ပစ္စည်းရေးသေးရတော့ဗာလဲပစ္စည်းကထူတယ်တဲ့ပြီးတော့တန်ကြီးမတက်ဘူးတဲ့ပြီးတော့ကွေးလို့ရတယ်လည်းပြောတယ်အဲ့ဒါကလာစုံစမ်းတာမမအနီဒီစီတက်ပြောရနေမှာမညီမတို့ quality ကောင်းဆုံးပေါ့နော်မမဟုတ်ဒီစီးလေးညီမလေးတစ်ချက်ချင်းပြပေးမယ်ဒီမထိုင်ပါဝေးရှင်မဟုတ်ကြည့်လိုက်ဟုတ်ကဲ့ရှင်မဟုတ်ကဲ့ရှင်မအော်ဒီစတီးခုံနေရရောဒီရပဲလားဟုတ်ကဲ့ရှင်မမညီမတို့ကုံချမ်းရောက်လာရှင်မမလို့ချင်တယ်ဆိုညီမတို့စတီးဆိုင်နဲ့ join ပြီးရရှင်မမအော်အဲ့လိုမျိုးတွေဟုတ်ကဲ့ရှင်မဟုတ်အော်အဲ့ဆိုရင်ဒီမှာက quality ကောင်းတဲ့ stage တွေအကုန်လုံးရှိတယ်အဲ့ဒါကမမတို့ကလိုချင်တဲ့စိတ်ကူးရှိရဆိုအဲ့စိတ်ကူးအတိုင်းကိုညီမတို့က stage ဆရာနဲ့ချိတ်ဆက်ပေးပြီးတော့ design လုပ်ပေးတာဟုတ်ကဲ့ရှင်မမဟုတ်အော်အဲ့လိုမျိုးဟုတ်မမဟုတ်ဒါလေးတွေကဗာလေးလေမဒါညီမတို့ဆက်မှာရတဲ့ပစ္စည်းလေးပါရှင်မမဟုတ်ပြီမဒါညီမတို့ကားမိုးကောင်းထဲမှာဆင်နေမမအိမ်တွင်းထဲမှာလိုက်ဆင်နေမမအော်ဒါဒီဇိုင်းလေးတွေဒီဇိုင်းလေးဟုတ်တယ်မမအော်ဒါကြောင့်မလေဘင်းလေးရှင်မမဒီထဲမှာလေဘင်းလေးမမအော်ဒါရဲ့တကားမလို့ခုလုံးမဲ့ဆိုဘာချတကားမှလို့အလှဆင်ရင်ဆင်လို့ရတဲ့ဟာဟုတ်ကဲ့ရှင်ဟုတ်တယ်မမအဲ့လိုမျိုးလေးတွေဟုတ်မအဲ့လိုမျိုးအများကြီးမျိုးစုံရှိတာပဲဟုတ်တယ်မမဟုတ်အမမသိအမအဲ့လိုစတီးဆိုအိမ်ရှိဘာချတကားဒီမှာဆွဲပိတ်အဲ့ဒီဟာပဲအောင်မိတာမဟုတ်ဘူးမဟုတ်အော်လုံးချင်တာမျိုးစုံမလို့ရလုံးချင်တာများကိုစိတ်ကူးရှိတဲ့အတိုင်းဟုတ်တယ်မမဒီခုံနေကြတော့လေဒါကလို့ရောင်းတာမဟုတ်ဘူးကုံရမ်းကိုပဲချစ်တော့ရောင်းတယ်နောက်ဒီခုံဒီဇိုင်းတွေပါလုံးချင်တယ်ဆိုလဲစတီးချန်နဲ့အပ်ပေးတယ်အပ်ပေးတယ်ရှင်မမကိုအိုင်ဒီယာကိုလုံးချင်တဲ့အရာတွေလုပ်လို့ရတာဟုတ်ကဲ့ရှင်မမဟုတ်မျိုးလေးတွေဟောဒါတွေတော့ကြည့်လိုက်အောင်မဒီဟာကြီးတော်တော်သဘောကျတာအိမ်မှာဟိုလေအလင်းရောင်နဲ့မှန်တဲ့တခါရဲတွဲပြီးလုပ်လို့ရတယ်ဟာလားဟုတ်တယ်ရှင်မဟုတ်အများကြီးလုပ်လို့ရတာပဲစိတ်ထဲမှာလေတန်ပန်းတစ်ခုပဲသိရမလားတကားတစ်ခုဆွဲပိတ်တဲ့ဟာလည်းရတယ်ထင်တယ်ဒါမျိုးဆိုလည်းကောင်းတာပဲနော်ဟုတ်တယ်မဟုတ်တော်ကြီးဟောပြဒါကြတော့မမဒါလေးနှစ်ပိုင်းနဲ့လောက်ထားရှင်ညီမတို့အကောင်းဆုံးဟာနဲ့1.2အနေနဲ့ခွေးထားလောက်ထားတာမမအေးနော်ဟုတ်ဒါကြီးလေတော်တော်ခန့်ခန့်ညာနဲ့အိမ်အလင်းလဲရတယ်မစိုးတော့စတီးကတော်တော်အသုံးဝင်တာပဲဟုတ်တယ်မမဟုတ်စိတ်ထဲမှာအဲ့လိုထိုင်ကုန်နဲ့ဘာသာတကားလောက်အောင်မရဒီလိုမျိုးကိုယ်အိမ်မှာလဲကိုကဖြစ်ဆိုရင်လိုက်အလင်းလဲဝင်မယ်မှန်နဲ့နော်ဟုတ်မမဟုတ်တော်ခန့်ခန့်ကောင်းကောင်းကြီးပဲဟုတ်ကဲ့ရှင်မဟုတ်ဒီနော်ဟိုမှာကိုယ့်ရဲ့ခြံဝင်းခတ်ချင်တယ်ဆိုလဲအကုန်လုပ်လို့ရတာလုပ်လို့ရတယ်ရှင်မအေးမတချီကြည့်အောင်လားအိမ်မှာနေအခန်းတွေပါဖွဲ့ချင်တယ်ဆိုလဲစတီးနဲ့ဖွဲ့လို့ရတာဟုတ်တယ်မမတအိမ်လုံးလိုက်ဆင်လို့ရတယ်ရှင်မစတီးနဲ့ပတ်သက်ပြီးတော့လေမမဟုတ်သားပဲရှင်အဲ့ဒီမစင်းစားမိဘူးတော်တော်ကြီးကိုစင်ပြေတာပဲနော်တန်ကြီးမတက်ဘူးပစ္စည်းကောင်းတယ်ဆိုတက်လုံးသုံးလို့ရတယ်ဟုတ်တယ်မမဟုတ်အော်ဒီမှာခုနကအလွာတွေမကတ်လောက်ထဲမှာကြည့်တဲ့အလုံးတွေဟုတ်ကဲ့ရှင်မမဟုတ်အမျိုးစုံရှိတာပဲအော်ဒါလေးတွေဟုတ်တယ်မမခုနမကြည့်တဲ့နေရာဆက်တဲ့ဟာလေးတွေဒါလေးကမမကောင်းမှုကောင်းမှသုံးတဲ့ဟာလေးရှင်မမအော်ဒီမှာကျယ်လေးတွေနဲ့ဟုတ်တယ်မမဟုတ်ဒါကတော့ပြထားတာပေါ့နော်ဟုတ်တယ်မမပြထားတာကိုလိုချင်တဲ့ပုံလုပ်လို့ရတယ်လုပ်လို့ရတယ်ရှင်အမဒီမှာအသေးပုံလေးလုပ်မယ်ဆိုလည်းရတယ်ပေါ့အဲ့ဒါမှညီမလေးမှာပါရမှာအေးပေါ့အော်ရာအဲ့မှာပေါ့ဟုတ်ရတာပေါ့ရတယ်မမဟုတ်အော်ရာကိုလိုချင်တဲ့ဒီဇိုင်းလည်းအော်ရာအဲ့လိုရတယ်ဟုတ်ကဲ့မမဟုတ်တယ်မလားမအကျိုးဆိုအချစ်ကြောင်းတင်မှာအသေးပုံလည်းတက်မှာပေါ့ကွာတည်ရမှာကိုယ့်အိမ်လုံးနဲ့အချစ်တွေနဲ့ပြည့်လည်နေအောင်အသေးပုံလေးကိုကတ်ပြပါဒီမှာလည်းတကားအော်အေးနော်ဒါလေးဆိုရင်ကိုယ့်ရဲ့နောက်ဝေးဟိုလေအပွားလေးမှာဒီပေါ်ကြောင်ဝင်ထွက်ဒီမှာလှုပ်လို့ကောင်းပါဟုတ်တယ်မမပိတ်လို့ရတယ်ရှင်မခဏမမကြည့်ဟာလေးလေးမှာအော်ရလို့ခဲ့တာဟုတ်တယ်မမအဲ့ဆုံးတော့ဒီဟာလေးပဲအဲ့တော့ကျမတခုပဲဘာချာတကားတော့လာတာအခုတော်တော်ကြီး idea တွေအများကြီးရသွားပြီကောင်းလိုက်တာဒါစတီဒန်ဟုတ်ပါအော်ဒါဆိုကွာဟိုအဲ့လိုမျိုးဒန်းတွေရောင်းတာမဟုတ်ဘူးကိုလိုချင်တဲ့ဒီဇိုင်းကိုလုပ်ပေးပါဟုတ်တယ်မမရှင်ဟုတ်ဒါခုနအမကြည့်တဲ့ဟိုဆမ်မကြည့်တဲ့အလုံးလေးဟုတ်တယ်မမဟုတ်ကဲ့ရှင်ဒီမှာလည်းပန်းကနုတ်တွေနဲ့ဟာဟုတ်ပါဘူးအဲ့ဆိုရင်အမကနည်းနည်းလေးမြင့်တာလေးဆိုလဲကိစ္စမရှိဘူးရတယ်ရှင်မမဟုတ်အော်အဓိကကုံကျဲပစ္စည်းကောင်းတဲ့ကုံကျဲဒီမှာရှိပြီးသားကြိုက်တာလိုချင်တာပြောဟုတ်ကဲ့ရှင်မဖန်တီးပြီးလို့ရတယ်ဟုတ်တယ်မမဟုတ်ဟိုကောင်းလိုက်တာမကြည့်မဲဒါကြောင့်အမလည်းနည်းသေးနေတယ်ဘာလို့လဲနည်းကြီးတဲ့ဟာမှရမှာလားခလေးတန်းဖြစ်တယ်ဟောမှလည်းရှိရမှာမရှိသေးလားရှိရမှာဦးကြီးတန်းရှိလားရှိရမှာโอเคဆိုတော့ကြည့်နေတယ်ဟုတ်ပါကြည့်ရနော်ဒီတိုင်းလေးလည်းရှိရရှင်မမโอเคဒါအေးဟုတ်တယ်နော်ဒါလူကြီးတန်းဟုတ်ပါဟုတ်နော်အိမ်မှာတကယ်လို့ကိုကဟိုဖြစ်တယ်မင်းတို့အိမ်ကြအပေါ်မှာ flat ရှိတယ် flat မိုးထားတာရှိတယ်ဆိုတော့အဲ့ပေါ်တိုင်းမှာထားလို့ရတာထားလို့ရတယ်ရှင်မနော်တန်ချင်းတက်ဆိုရေထိုးနေတွေပူဟုတ်တယ်မအာမခံတယ်ရှင်မအေးကျမအမှန်တော့ဘာကြတာကလို့ကိုလာတာအခုကြီးနဲ့ဒန်းလဲသဘောကျတယ်ပြီးတော့အိမ်မှာလည်းခုနလိုအခန်းတွေပါဒီမှာချားတာမျိုးကြရင်လေမှန်နဲ့စတီးဘောင်နဲ့ထားလို့ရတယ်ဟုတ်ပါနော်အဲ့လိုမျိုးဆိုတော့
ပတ်စံနေတော့အများကြီးကုန်တော့အဲ့ရန်ကုန်ကပို့ပေးတာ ပို့ပြီးရမရှင်မမငါတော့ဒိတ်လေးနဲ့စိတ်ပြီးပို့ပြီးရရှင်မမ အေးနော်ပို့ပေးတယ် မမပြောဘာသာတကားလေးလေးရှင်မမ အော်အေးမမအိမ်တော်လို့ဆိုပါစားတကား ဟုတ်တယ်မမ နည်းနည်းကြည့်ရမစိုးတော့ကိုကကိုတယောက်တည်းအားနဲ့ရွှေ့လို့ရတယ် ဟုတ်တယ်မမညီမတို့ကဘာသာတကားပြေဘာသာစံနေလည်းရရရှင်မမ မစိုးနော်စမှုဖြစ်သားပဲ ဟုတ်တယ်မမဟုတ် မင်းတို့ကတွန်းလို့ရတယ်အဲ့ဒါမစိုးကျမအိမ်မှာကျမပဲယောက်ျားသားဆိုတော့နည်းနည်းအားရသုံးအောင်ဆိုအဆင်ပြေရတော့အေးကောင်းလိုက်တာတအားကြီးကွာဟိုလေးပြီးကြက်နေရလို့မဖြစ်ဘူးလေ ဟုတ်တယ်မမဟုတ် နော်ဟိုလေအေးစစ်ဆွဲလို့ရတယ်မကြည့်ပါတသားရပဲကဲအဲ့ဆိုတော့အိမ်အတွက်ဘာကြတော့တေချာဝိုင်းပါဆိုကိုယ့်ကိုတွန်းလို့ရလို့လူမလို့လေ ဟုတ်မမဟုတ် သူမလို့ဆိုတော့အဆင်ပြေတယ်အော်ဒီလိုမျိုး အဲ့ဆိုညီမလေးတိဘာသာတကားလုပ်တဲ့ဟာကိုညီမလေးကိုချန်လေးလိုက်ပြပေးမယ်လေမမ အေးနော်မဆိုအဲ့လိုလိုက်ကြည့်မယ်ကုန်တယ်ကြက်ကြတယ် ဟုတ်မမဟုတ်ကဲ့ရှင်မမဟုတ်မခုနပြောတဲ့ဘာသာတကားလေးအဲ့ဒါတင်ကားမှုလေးမမဒီဘက်မှာရှင်းမမဒါဘာသာတကားလေးကဒီမမဒါလေးနဲ့လောက်တာမမတင်ကားမှုလေးပဲရှင်းမမ ဟုတ်တော့မဆာရှိရပဲ ဟုတ်မမဟုတ် ဒါတွေရော ဒါကမမညီမတို့အနီတိစိတ်တရားမမခုနကပြော quality ကောင်း အကောင်းဆုံးဆို ဟုတ်တယ်ဟုတ်ကဲ့ရှင်မမဟုတ် အော်ဒီဟာတွေနော် ဟုတ်တယ်မမဟုတ် အော်အေးနော်တော်တော်ဟုတ်တာအော်လူတင်လူပုံစံမျိုးစုံရှိတယ် ဟုတ်တယ်မမအလုံးလေးရှိရယ် square တွေရှိရယ်မမ အေးနော်မျိုးစုံဒါတွေကကုန်ကျန်းတွေဒါတွေတော့ခုနလိုမျိုးလုတ်ချင်တဲ့မျိုးစုံလောက်ကြတာ ဟုတ်တယ်မမခုနမမပြောတဲ့ဖောင်တွေကလေဒီမှာရှင်းမမဒါဒီဘာဒါလေးနဲ့လောက်တာမ အော်အဲ့လိုဒါကုန်ကျန်းနေပေါ့နော်ဒါကုန်ကျန်းကပြထားတာရှုံးတဲ့ဘောပေါ့မနာပြောလူချင်းတော့ရတယ် ဒီတော့ရရယ်မမ ဒါရှုံးတဲ့ဘောမျိုးပြထားတာကုန်ကျန်းနေစိုက်မျိုးစုံရှိရဆိုတဲ့ဟာ စိုက်မျိုးစုံရှိရယ်မမ အော်ဒီမှာလည်းလေကားကြီးနဲ့စတီးတွေအကုန်မျိုးစုံလို့ရတာပဲစတီးတွေကနော်ဈေးလည်းအရင်မများဘူးပြီးတော့ရေရှည်လည်းခံတယ် ဟုတ်တယ်မမဟုတ် အဲ့တော့ဆိုတော်တော်အဆင်ပြေတာပဲဒါတွေကရော ဒါကမမအပြဒီဇိုင်းဟွာပေါ့မမရေဈေးနှုန်းတင်နေချိုးတဲ့ဟာအလဲလဲဒီဇိုင်း ဒီလုံးလေးတွေအော်ပြီးတော့ဒီဟာလေးเนาะဒါဆိုဟိုပါပေါ့တကားလက်ရည်တန်းနေပါလေ ဟုတ်တယ်မပြတင်းပေါက်လို့လေဟုတ်တယ်မသုံးလို့ရတယ် ဒီပေါက်ဒီမှာအဲ့လိုကြောင်းချောင်းချောင်းလေး ဟုတ်တယ်မဟုတ်ကဲ့ရှင်မ တာမန်းခတ်ထားသလိုမျိုးလေးအဲ့စာကိုစတီးသုံးလို့တာ ဒါလေးသုံးလို့ရရောမပြီးတော့ညီမလေးဟိုဟာဖျားလေးထီးဘူးဟွာဖြစ်တဲ့ဟာလေးလေဟုတ်တယ်မဟုတ် တော်ဖြစ်တာဟုတ်တယ်ဒီကအရန်လေလုံးဝတန်ကြီးမတက်ဘူးဆိုတာတအား quality တအားကောင်းတယ်ဆိုတာတကယ်နာမည်ရှိတာအဲ့ဒါမှဒီကိုမရောက်ရောက်လာတာ ဟုတ်ပါ ။အဲ့တော့တေချာလေးဝင်ကြည့်မယ်ဆိုပြီးကြည့်ကြတယ်။ဒီမှာကြည့်ပါအောင်လုံးတိုင်လုံးကြီးတွေ ဟုတ်ကဲ့မ ။ မ ညာတွေရောနော် ဟုတ်တယ်မမ ။ဒါကြီးကြတော့ဒါခုနကအပြာစိတ် ဒါကြအနေနဲ့စိမ့်မမ ။အော်အနေစိတ် ဟုတ်ပါ အနေစိတ်။တော်ပစ္စည်းကောင်းနေအများကြီးပဲလိုချင်တဲ့ဒီဇိုင်းကြက်ကြလို့ ဟုတ်တယ်မမ ဒီမှာအကုန်ဆုံး အကုန်ဆုံးရှိရမမ ကဲအဲ့ဆိုတော့ဘာလုပ်လဲဆိုတော့ပြန်ပြီးတော့ပုံစံပြန်ဆွဲစဉ်းစား ဟောဒီစိတ်တစ်မျိုးရှိသေးရမမ အော်အေးဒါပဲဒါကြတော့နည်းနည်းလေးဟိုပါပေါ့ဈေးတင်းတဲ့ဟာမျိုး ဟုတ်ကဲ့ရှင်မမဟုတ် တက်ကြည့်ရ ဟုတ်မဒါအဝါဒီစိတ်ရှင်မမ ။အော်ဒါအဝါစိတ် ဟုတ်တယ်မမဟုတ် โอเคအော်တော့ quality ကမျိုးစုံရှိတယ်ကိုတုံးမဲ့ဈေးနှုန်းပေါ်မူတည်ပြီးတော့မှမျိုးစုံလေးပြောင်းလဲသွားတာကြည့်ဦးမယ်လားပါ ဟုတ်မဟုတ် အော်ဒါခုနအလိုမျိုးဟာလေးတွေပဲ ဟုတ်တယ်မ နော်ဒါလေးတွေအေးဘောဘာပြောလူတွေအကုန်လုံးကချိုးကြလဲကိုကဟိုတက်နိုင်တဲ့တော့ကြာကျွတ်လာကိုရဲ့ဈေးနှုန်းလေးနဲ့ကိုသုံးနေတဲ့ဘတ်ဂျက်နဲ့အစင်ပြေတိတိအောင်ထားပေးထားတာကောင်းလိုက်တာဒါအဝါစိတ် ဒါပါဒီစိတ်မ စိတ်ပြီး ဒါဒီစိတ်အန်ဒီစိတ်မ စိတ်က3မျိုးရှိတယ်တဲ့ စတီးပြားရှင်မမ ဒါလည်းချက်ဘယ်မှာသုံး စတီးပြားမှာညီမတို့ KTV မှာသုံးတယ်ပြီးတော့ညီမတို့ဟွာပေါ့နော်မမရွှေအောင်ဆိုရင်တော့ညီမတို့ဘုရားကျောင်းဆောင်နေပေါ့နော်မမဘုရားကျောင်းဆောင်နေမှာသုံးတယ်မမပြီးတော့စတီးလုပ်ကြတယ်ရှင်ပြီးတော့ညီမတို့ကားမှုကောင်းလေးလုပ်ကြတယ်မမဓာလီကားမှလည်းသုံးလို့ရတယ်မမ ဓာတ်လီကမှလည်းသုံးတယ် သုံးလို့ရတယ်ရှင် ကားဟိုလေးပါလေ height ပါကျအဲ့လိုမျိုးတွေအပေါ်အမိုးတွေ ဟုတ်တယ်မမဟုတ် အော်ဒါတွေသုံးရတာတော်တော်လေးကိုနော်တော်တော်စုံတာပဲ ဟုတ်မမ အားကြောင့်မမျိုးတော့အရန်နာမည်ကြီးဘာလို့ချင်းစတင်းနဲ့အကုန်ရတယ် အကုန်ရတယ်မမ ကဲသွားကြမယ် ဟုတ်မမဟုတ် အကျေးဇူးပဲဒီနေ့တော်တော်လေးကိုသိခွင့်ရခါရဲမှာဘာသာတကားတခုပဲဒီမှာစိတ်ဝင်စားအခုကမဟုတ်တော့ဘူးဒီမှာကိုယ့်ရဲ့အိမ်မှာအိမ်တကားနော်ခြံတကားလေးလုံးလို့ရတဲ့ဟာလေအမသိလိုက်တယ်ပြီးတော့ quality ကဘယ်လိုမျိုးတွေရှိရဆိုတော့အမသိလိုက်ရတယ်တကယ်ကျေးဇူးတင်တယ်အမဒီနေ့မှာခဲ့တဲ့ဘာသာတကားကိုပြန်ပြီးတော့ steel ဆန်နဲ့ပြန်တိုင်မယ်လိုက် ဟုတ်ကဲ့ရှင်မမကျေးဇူးများတင်ပါတယ်မမဟုတ်ကဲ့ရှင်မမဟုတ်ကဲ့ပါ
ဒီနေ့ကတော့ Steve နဲ့ပြတ်ဆက်ပြီးတော့အများကြီးသိခွင့်ရခဲ့တယ်တကယ်ပဲမမ်းမြို့တော့ဒီ Steve ပစ္စည်းတွေကအပြင်မှာနာမည်ကြီးလို့ပဲဝန်ဆောင်မှုလည်းအရန်ကောင်းတယ်မိသားစုဆက်ဆက်ရေးလည်းရှိတယ်ဒါအပြင်မှာနှစ်ပေါင်း10နှစ်ကျော်ကြာအောင်ရက်တည်လာတဲ့ customer တွေရဲ့ comment ကောင်းတွေနဲ့အများကြီးတို့သိရှိခွင့်ရခဲ့တဲ့အရန်ကိုလည်းကျေးဇူးတင်ပါတယ်ရေသွေးကောင်းတွေပဲရှိတယ်မမ်းမြို့တော့ Steve ရဲ့ပေရင်းကတော့84လမ်းနဲ့116လမ်းတောက်မှာရှိပါတယ်ရှင်အခုတော့သတိပြုစေချင်ပါတယ်ရှင်အဲ့ဒါကတော့နှစ်ပေါင်း10နှစ်ကျော်ကြာအောင်အရေးသွေးကောင်းမွန်ကြောင်းနဲ့နာမည်ကောင်းတဲ့ရက်တည်နေတဲ့ဟော်ရီမမ်းမြို့တော်စတီးယာဆိုရင်စင်တူရိုးမအတူအပတွေရှိနေတာကြောင့်မလို့ဟော်ရီမိခင် logo ပါတဲ့စတီးတာလေးရင်မမ်းမြို့တော်စတီးအစ်စ်အမှန်ဖြစ်ကြောင်းပြောကြားချင်ပါတယ်ရှင်